တယ်ဆိုတဲ့ကောင်ကလေအရန်ပြောညံ့လို့နောက်တစ်ခါငကားဘွားကိုပြန်မမွေးဖွားပါစေနဲ့ဆိုတဲ့သစ္စာကို तू လက်ခံခဲ့တာမင်းစဉ်းစားကြည့်ဦးမင်းကိုမြစ်တာစင်းနဲ့ချစ်တာမဟုတ်ရဲ့လားဆိုတာငါသူ့ချက်ပို့ပြီးအင်အားကြီးတယ်မင်းကငါဘွားတစ်လျှောက်လို့မင်းတယောက်တည်းကိုချစ်ခဲ့တာတော့မင်းဘာဘလို့ငါ့ကိုပြန်မချစ်နိုင်တာလဲဟမ် ရှင်ကျမစိတ်ပြရတဲ့အကြောင်းညာအဲ့ဒါငကားမင်းကိုအနိုင်လို့ချင်တာနဲ့ကျမကိုပိုင်ဆိုင်ရဖို့ကြိုးစားတယ်တကယ်တော့ရှင်အနိုင်ရဖို့အတွက်ကျမကိုအသုံးချနေရှင်ဘေးနားမှာမိန်းကလေးတွေအများကြီးရှိပါတယ်ဘာဖြစ်လို့သူတို့ကိုမလိုအပ်ရတာအချစ်မှာဘာကြောင့်ချစ်တာလဲဆိုတော့မိကုန်းကိုမေးနေမယ်ဆိုရင်အဲ့ဒါအချစ်စစ်မဟုတ်ဘူးအချစ်စစ်မှာရယူပိုင်ဆိုင်ခြင်းတစ်ခုတည်းရှိတာမဟုတ်ဘူး ဟုတ်ပြီအခုငါမင်းနှလုံးသားကိုမရဘူးဆိုတော့သိလိုက်ဒါပေမဲ့မင်းငါနားမှာရှင်ငါကျင်တတ်တယ်လားယင် ရှင်ယူနေပြီဒီလိုနည်းနဲ့နိုင်ရမယ်လို့ရှင်ကထင်နေတာရှင်တော်တော်အောက်တန်းကြ ငါစိတ်ဝင်စားဘူးငါမင်းကိုရဖို့တော့ဘာနည်းလဲပြပြငါတော့ရမှာပဲ